你တို့အားလုံးမိုက်မော်စေအမွေလိုချင်လို့ယူရာလို့အပြိုင်ကျဲချင်မှာတော့ကျဲကြတာပေါ့အရှိမအစ်ထိုင်ဆောင်ရဆယ်ဝဂျိုင်းမှာသားမင်းမြောက်အဲ့သားမင်းမြောက်နဲ့အကျူတူနေရမှာလေတွေးကြည့်အလက်ကြည့်တောင်ထားတယ်စကားပြောအကျူတော်တော်ဒီလိုမျိုးငါတမက်လေးကရွှေ့တမက်လေးဟဲ့သူများသမီးတွေလိုမျိုး900လိုက်ပြီးတော့အိမ်ပေါ်ဖော်တင်ထားတဲ့တမက်မျိုးမဟုတ်ဘူးနင်ကငါတမက်နော်ငါခိုက်တဲ့အတိုင်းလုပ်ရမယ်တိုင်းမှသိမယ်နွားကျူရနင်ဘူးခဲရိုက်မယ်ဆိုပြီးတော့ယူလာတဲ့ပတ်စံတွေကဖိတ်စရာခိုးလာခိုးလာတော့မဟုတ်ပါဘူးလုံးဝအားလာတို့လာမသားအနိုင်ဆုံးမှာဒီမီးခံတစ်တာတွေကငွေရဒီတိုင်းငွေရေးရှိနေနိုင်ပါအောင်လားဖေးရှင်ကျမကိုလက်ထပ်ခဲ့တာဖိုးဖိုးရဲ့မိမှန်သိလို့အမွေလိုချင်လို့ပေါ့ဖိုးဖိုးရဲ့မျိုးဆက်တဲ့မြစ်ယောက်ကြားလေးမွေးပေးနိုင်တယ်လို့ဖိုးစုကြည်ကြီးချချိန်မှာလိုနေတာနင်းနေလေဘိုးစီကအမွေလိုချင်တာနဲ့ပဲကိုတမီးတို့တော့ကိုကောင်သုံးကြောက်ဆိုလေနောက်တစ်ယောက်နဲ့ကဖောက်ပြန်လိုက်ငါနေကမြင်တွေ့နေဟုတ်လားပြုတ်ငါဘုတော်တိတ်တော်မင်းတို့စက်ပြီးတောက်ပါကြဟုတ်ခိုင်နေမှုတော့ကိုဝင်ရှိနေပြီဗျအဲ့ကိုကြီးနဲ့ပြနေတယ်ဆိုတာလေဘိုက်ရနေတာမဟုတ်ကိုဝင်မြန်မြန်ရအောင်လို့တွင်းနေတာနားနေလားအဖေရဲ့ချွေးမနဲ့မီးရလေအဖေကိုရင်းကြီးတွေ့နေရနော်你跟我写的说不对的，好的不啦？进来，婆婆，把你都谁呀嘞？下来！ငါတို့ကောင်ချက်လို့တော့မရဘူးနင်ကသိလောက်ပါ你那里路路标了没有了？啊？谁他妈他妈的？